ကြော်လေဒီကားလေးကိုရိုက်တဲ့အချိန်မှာတောင်းတနေရပဲဆိုပေမဲ့ဆရာကြီးရဲ့နာမည်ကြီးရဲ့ဝတ္ထုလည်းဖြစ်တယ်ပြီးတော့နောက်ထပ်တစ်ခုကလေမေတ္တာရဲ့ပထမဆုံးယုံကြည်ကားလည်းဖြစ်တယ်အဲ့ဒါအပြင်ကိုလေပကံမှာရိုက်ချင်တယ်ဆိုတော့ဆန္ဒလေးရှိရပေါ့ပကံမျိုးကိုအရန်ချစ်တာအဲ့အချိန်မှာလုံးဝလေပထမဆုံးယုံကြည်ကားနာမည်ကြီးဝတ္ထုလည်းဖြစ်တယ်ပကံမှာရိုက်ချင်တဲ့ဆန္ဒလည်းပြည့်ရဲဆိုတော့လေအိမ်မှာဆိုအရန်ပြောတာခဏခဏပြောလို့မဆုံးအောင်ပြောခဲ့တာဟုတ်ကဲ့ပါကဲဘယ်တော့ပြောကြကောင်းအဲ့တော့တရုတ်ဆောင်ကလည်းပို့ပြီးတော့နော်လောလောရပို့ပြောတာပေါ့အဲ့ဒီဖြစ်တာပေါ့ကိုချစ်တဲ့မြို့မှာသွားပြီးရိုက်ရဆိုတော့လေပင်မန်းလဲအခုတိတော်တော်ပြောနေတယ်ပြောတာခံစားရတယ်နော်ခံစားရတယ်ပင်မန်းလဲနေပူလဲပျော်နေရပဲဟိုမှာဟိုတယ်မှာပြန်ရောက်လို့ရှိရင်နားလိုက်တာနဲ့နောက်ရက်မနက်တော့က energy အပြည့်ပဲသူတို့စောတဲ့အချိန်ရောက်ရင်လေတခါတလေရောက်တော့ဟိုနားမခံနိုင်လောက်အောင်အဲ့လိုတွေអော်လာတယ်ဆိုလို့ရှိရင်လေဟေးတိတ်နေမယ်ကြောက်တယ်မို့မှန်ပြီအဲ့ကြလှန်ပြီးခါကျတော့တွေးတဲ့စာကိုကောက်ရေးပေးတာဒီဥစ္စာကိုငါကကူရမယ်ပြီးရင်ကြက်ထားတယောက်ချင်းမေးမှနော်တကယ်ဆရာမဖြစ်သွားတာတကယ်ဆရာမဖြစ်သွားဆရာမဖိတ်ခဲ့တာလို့နောက်ပြီးတော့အခုဆိုရင်ပရိသတ်တွေကလေဟိုကြည့်ပြီးတဲ့အခါမှာမတိုင်ခင်တော့သူတို့တန်မိုးထားရတဲ့ဝတ္ထုကောင်တစ်ပုဒ်ဖြစ်တဲ့အတွက်ကိုအဆင်ပြေပါမလားသူတို့မျှော်လင့်ထားလို့ဖြစ်ပါမလားဆိုပြီးတော့ခံစားနေကြတဲ့တွေးပူနေတဲ့ပရိသတ်တွေလည်းရှိရဲဒါပေမဲ့အခုယုံတင်ပြီးတဲ့အခါမှာပရိသတ်တွေကြည်ကြတဲ့လောက်ဆိုလို့ရှိရင်ချို့ဆိုလို့ရှိရင် emotion ဖြစ်ပြီးတော့ငိုကြတဲ့လူတွေလည်းအများကြီးရှိရဲမောင်လေးညီမလေးတို့ကိုယ်တိုင်ကြည့်တဲ့အခါမှာပရိသတ်အနေနဲ့ပြန်ကြည့်တဲ့အခါမှာရောတူးချင်းစီကဘယ်လိုခံစားရလဲအဲ့ခံစားချက်လေးတွေသိချင်ပါတယ်ဆရာမလေးချင်းပြောကိုကြီးကတော်တော်များနေတယ်ဆရာမလေးပြောမတဲ့အဲ့ကာကိုပြန်ကြည့်ရလေပြန်ကြည့်ရချိန်မှာအခုဆိုရင်နှစ်ခါရှိပြီပေါ့နှစ်ခါလုံးအဲ့လိုဆရာလေးကျောင်းကနေပြောင်းသွားတယ်ဆိုတဲ့စင်ရောက်လို့ရှိရင်မျက်ရည်ကလေမထိန်နိုင်မထိန်နိုင်ပဲနဲ့ဘာဖြစ်လဲဆိုတော့လေရုပ်ရှင်ရုံထဲမှာမိတ်ကပ်တွေကလည်းလိမ့်တာမျက်ရည်ကျသွားလို့ရှိရင်မျက်ရည်ကြောင်ရပေါ်နေမှာမသိဘူးဆိုပြီးအဲ့ဒါရအောင်ကြားတော့မယ်ဆိုခေါင်းငုံလိုက်မျက်ရည်အဲ့လိုမျက်ရည်ဒဲချတာကြားမှာဆိုတော့အခုဒဲငိုနေတဲ့အဲ့လိုမျိုးခဏခဏငိုရတယ်မခံစားနိုင်ဘူး